ဘာဝယ်ရမလဲလို့ကွက်သားပဲပေးတယ်ကြက်သားကငနုဖန်းလို့ခေါ်နာမည်ရတာငနုဖန်းကိုပိုက်ခက်လောက်တော့တခါဒီငါးလေးရလို့ဖားနုနုလေးနေမှာခြေသွားတော့ငါးဝယ်မယ်ဆိုပြီးသွားကျော်သေးတာပေါ့မြေစီမထောင်လာမိတော့ခုတော့ဂေါ်ဘီပဲဝယ်ပြန်လာတော့တူကြိုက်ရကောင်းတယ်အဲ့ကိုငထန်ခေါင်းနေထမင်းမှမလဲကြပွားမေးအေးထမင်းစားလိုက်ဟာအီထော့ပါနူဟမ်နူပါလို့ဘာအဲ့မှာကြက်ကြက်ပါဘူးကိုပြောတော့မရတဲ့ခေါ်ကမယ်ပြီးရင်မြေစီမောက်နေဟိုပြီးစားရည်လေးစိတ်ရကိုသက်ဖိတာအကျွေးထားဟိုစားရည်လေးစိတ်ရစားရည်အစိတ်တောက်ကိုပြီးအန်ကိုပြီးချက်စားမယ်ဆိုများအဲ့လိုမျိုးလုပ်ပါရေဘုံဘော်ဘီယိုရင်ရေတစ်ထပ်ဖေးလိုက်ဖေးပြီးတော့နောက်ရေကြတော့စားလေးနဲ့ဖိပြီးတော့15မိနစ်လောက်ဖိပြီးပြန်ဖေးပြီးတော့ပုဒ်သက်ဖေးမရဖျန်းတော့ဟုတ်တော့ကြိုက်မလားကြိုက်တယ်တော့ပုဒ်သက်ဖေးအများဆုံးချမ်းတဲ့အသီးနှံဟုတ်နမကြောပါမယ်မြေစီကိုပါပြီးရုပ်ကြီးမှမပါဘူးကျက်သွန်စီတက်ဆက်တန်လေးနဲ့ခမင်းမုတ်လေးနဲ့စီတက်ပါမယ်ဒီကမှမလေးအဲ့ဒါတော့မမရထိတ်ကလေးအဝါလေးစားနဲ့ယူဆိုလိုက်တော့ထိတ်ကလေးစီရအဲ့ဒါမမကျော်စားလေးနဲ့ယူဆိုပြီးကျော်ရတယ်မကျက်တဲ့ကျက်ကလေးဆိုတော့ဘာလို့ကောင်းလဲပန်းမွေအသက်မတူဘူးဒါတော့ဆင်းဖို့မလို့လားဆင်းဖို့မလို့လည်းတစ်ခါရင်ဒီတော့ဟဲ့ဒါတော့စားဖို့ဆော့ထဲပါခဏစိတ်ထားပြီးခဏရေးစိတ်ထားအတွက်စားဖို့ဆော့ထဲပါဒါတော့အိုင်ငယ်လေးစားလေးပါပြီးရင်ငပိချက်ဖြစ်နေတယ်ပန်းမွေငပိချက်ဖြစ်နေစားနေပြီဆိုရင်ဖြစ်ရတယ်စားချော့တယ်လားဟောလို့စားလက်ထက်တယ်အမှန်တကယ်နည်းနည်းဝင်ထားတာပေါ့ဒါကပန်းမွေငပိချက်ဖြစ်နေတာဖမ်းမယ်ဟင်းလေးဒါပန်းမွေကြောဒါပဲဒီကြောဒါတော့ချေဟင်းမခဲနီးနဲ့တော့ခရနီနဲ့လက်ဆက်နေကနန်းသားတက်ပေါ်တယ်ဟာကိုကြီးကဟင်းချက်ရောက်မပြီးရေတို့ပဲပြမောက်ဟာစုံနေရပဲဒီနေ့ကတော့လုံးဆွဲလိုက်မယ်ဘယ်ပုံကြောက်ဟုတ်ရှိမှာကိုကြီးဟင်းချက်ရောက်ကိုတော့ပေါ်တင်လာတာကိုကြီးဟင်းချက်ရောက်လာတာဟောတော့မှလို့ရစားကျင်လာခဲ့ဟုတ်ဒီနေ့ကြီးရကွာပြောပါကြအောင်လို့တော့ပြီးတော့ခက်တယ်နေဘာဘယ်လိုတကားနဲ့ပြောငါလည်းမဆက်ရမကောင်းတော့ပါဘွားကြီးလူကလာခိုင်းလူမလားဟုတ်တယ်မလားအဲ့လိုလေငါတို့ကတကားမှာပြောဟုတ်ပြီဘာလို့ပါတော့တလောက်သုံးမှနေတော့ငါတို့ကတကားပြောငါဘူးကြီးဟိုဒီပဲပါလေဘွားကြီး
အောင်ဒီဘောကတဝမ်းပြုတ်မှာ ကဲဒီရော ဒီမှာသူထား မင်းပဲလည်းမင်းငယ်ပဲလေမင်းတိုင်းမှာဒီတိုင်းပါပဲဟိုကြည့်တာမစီလေးပဲကိုနေဖို့သုံးလို့မရပဲတက်တယ်နော် ဒီဘောကဇာမရန် ပေါ်လာလားဟော ဒါမှလည်းဟုတ်ကဲ့ ဒီဘယ်မှာတလုံး9,000 မကားလေဒါလေးဒါ လုံးချင်းတလုံး2,500တဲ့ ကျောင်းမှာ အေး ဟိုရင်းနေတော့ ဟုတ်လေအပြန်တက်လာနားလာတော့6,000ပဲပြန်တက်လာ ဟိုရင်းနေရတယ်ဝါနေသိကျင်းတော့ ဟာ လူကဒီဘယ်နဲ့တွားတာ ဟောဆယ်လို့မရဘူးဖြစ်နေတယ်လက်နဲ့ထဲမှာရမှာအာရှယ်လေးပါဒီဒါလေးဒီနေ့ကွန်ထားတော့လက်ရတော့ပြန်နေလိုက်ဒီလိုပြီးနေ ဒါတော့ဒီမှာပဲမလာဘူးဟုတ်ကဲ့ပါစဉ်းစားနေအောင်မယ် အဲ့လေဟာตัวเรามันปลาได้หมดแค่นี้แหละ သုံးနေတာ ဒီဘိုးရတာလေဟဲ့ ဟုတ်မှာပါ ဒီဘိုးရထားတာညာ